ဓမ္မဟာယင်တဲ့နှလုံးနဲ့ရောက်သွားလိုက်တာနဲ့တပြိုင်နက်လူတွေဟာစိတ်နှလုံးအေးချမ်းပြီးတော့ယဉ်ကျေးသွားကြတယ်ကာယကံဝစီကံယဉ်ကျေးတယ်နော်ကာယကံဝစီကံယဉ်ကျေးသွားတယ်စိတ်နှလုံးတွေအေးချမ်းလာတယ်ဒါဓမ္မရဲ့အကျိုးသက်ရောက်မှုတွေပဲလေတရားအသိတဲ့ပုဂ္ဂိုလ်ဟာကာယကံရိုင်းဆိုင်တာရိုက်ပြတာမရှိဘူးဝစီကံရိုက်ပြတာမရှိဘူးနော်မနောကလည်းယဉ်ကျေးတယ်ငြိမ်ချမ်းသွားတယ်အသိတရားတွေဝင်လာတယ်အဲ့ဒါမမကန်ကန်သိရင်အဲ့ဒီအိဗယ်ရအခုလို့တရားနာနေတာတဲ့သိနေတာပဲသိယူမှတ်သားနေတာပဲလို့ဆိုလို့နာယူခြင်းဟာသိယူမှတ်သားခြင်းပဲဖြစ်တယ်ဒါကြောင့်မို့အေဝမေတုတံဆိုတာကိုကြည့်ပေါ့နာထောင်တာဟာသိယူခြင်းပဲအသိပညာတိုးတက်ဖို့အတွက်ဒါမှတ်သားနာယူနေသိယူထားတဲ့အတိုင်းနောက်လောကမှာကအိဗယ်စဉ်းစားရမှတ်သားထားရမယ်မှတ်သားပြီးတော့အိဗယ်ကိုစဉ်းစားရမယ်စဉ်းစားပြီးတော့လိုက်နာကျင့်သုံးရမယ်လို့ဆိုလို့တယ်အဲ့ဒီလိုလုံးမဓမ္မရဲ့အကျိုးကျေးဇူးကိုခံစားရမယ်ဒါမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့မှအကျိုးရှိမယ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့မလုပ်ဘူးဆိုလို့ရှိရင်မွေဖမ်းတယ်လို့အဖမ်းမတတ်တဲ့ပုဂ္ဂိုလ်မွေဖမ်းရင်မွေကြိုက်လို့ဒုက္ခရောက်တယ်နော်မွေဖမ်းတယ်ဆိုတာအဲ့တော့ဆိုလိုတာကတရားကဒုက္ခပေးတာတော့မဟုတ်ဘူးသူ့ရဲ့ intention လို့ခေါ်တဲ့နှလုံးသွင်းမတတ်တာကဒုက္ခပေးတာလို့ပြောမှာပေါ့မြတ်စွာဘုရားကတော့မွေဖမ်းတဲ့ဥပမာနဲ့ပေးထားတယ်ဘုရားရဲ့ဓမ္မတွေကိုသိယူတဲ့အခါမှာရည်ရွယ်ချက်မကောင်းလို့ရှိရင်မွေကြိုက်ခံရတတ်တယ်လို့ကိုယ်ရည်ရွယ်ချက်မကောင်းတဲ့ကိုယ့်ရဲ့စိတ်သဘောထားမကောင်းသည့်အတွက်ကြောင့်တတ္တိလိမ္မာခြင်းကကိုယ်အနေနဲ့ပေးတယ်လို့ပြောတာနော်